အနက်ရောင်ဝိယုံဝစ်ဆင်ထားပြီးအယိုးကောင်းမျက်နှာပုံတစ်ခုကိုတက်ဆင်ထားတဲ့ထူးဆန်းတဲ့မကောင်းဆိုးဝါးတရံအရေးကြီးတစ်ခုဟာတောင်ပိုင်းမှာရှိတဲ့ဓမြတွေကျက်စားရရွာတစ်ခုစီရောက်ရှိလာပါတယ်။လက်ထဲမှာလည်းဓာတ်တချောင်းကင်ဆွဲထားကဓမြတွေအကုန်လုံးတယောက်တည်းဝင်ရောက်တိုက်ခိုက်နေပြီးတယောက်မကျန်အကုန်လုံးလိုက်သက်ပြစ်နေပါတယ်။သူ့ရဲ့နာမည်အပြင်သူဘယ်ရလာလဲဆိုတာဘယ်သူမှမသိကြပေမဲ့ကောလာဟာလာတွေအရာတချို့ကသူ့ကိုတောင်ပိုင်းကနတ်ဆိုးလို့ခေါ်ကြပြီးတချို့ကတော့ပန်ဂျီတန်ကိုရက်လို့ခေါ်ကြပါတယ်။ဒါရီကတကယ်တော့စိတ်ကူးရင်ပုံမြင်နေဖြစ်ပြီးဘရင်တက်တော်ဆောင်ပွဲဝင်တအူးဖြစ်တဲ့ကိုဝဲဆိုတဲ့လူငယ်လေးကသူ့တငယ်ချင်းတွေကိုပြန်ပြောပြနေတာဖြစ်ပါတယ်။ကိုဝဲရဲ့တငယ်ချင်းတွေကကိုဝဲပြောပြတဲ့ပုံမြင်တွေကိုအယုံကြည်မရှိကြပဲဝိုင်းဟားနေကြတာကြောင့်တမူးကပဲကိုဝဲတို့အဖွဲ့ကိုတိတ်တိတ်နေပြီးတတိနဲ့နေကြဖို့အမိန့်ပေးလိုက်ပါတယ်။တကယ်တော့ကိုဝဲတို့အဖွဲ့ဟာလမ်ဘူဂီဆိုတဲ့အဖိုးကြီးတအူးကိုတော်လန်ခရီးအတွက်လိုက်ပါဆောင်ရှောက်ပေးနေရတာဖြစ်ပါတယ်။ဒီလိုနဲ့တောနဲ့ဓမြရောက်လာတဲ့အခါမှာတော့ကာလာဝဲရန်ဆိုတဲ့ဓမြကြီးဦးဆောင်တဲ့တောင်ပေါ်ဓမြအဖွဲ့နဲ့တွေ့ပြီးတိုက်ခိုက်ခံရပါတော့တယ်။အင်အားများတဲ့အပြင်ရှုံကိုတိုက်ခိုက်တဲ့ဓမြအဖွဲ့ကြောင့်တတ်တော်ဆောင်အဖွဲ့လည်းအရေးနိုင်ပြီးကိုဝဲတယောက်ကတော့ထွက်ပြေးလွတ်မြောက်သွားပါတယ်။တကယ်တော့ဓမြအဖွဲ့ကအဖိုးကြီးစီကတော့တစ်ခုကိုလာယူတာဖြစ်ပြီးမြင်းလဲပေါ်ကထူးဆန်းတဲ့တစ်တာတစ်ခုကိုလည်းယူဆောင်သွားကအဖိုးကြီးလက်ပူကီကလည်းဖမ်းခံလိုက်ရပါတယ်။တစ်ဖက်မရန်ဒရာတိုင်းပြည်မှာတော့တက်မှုတအူးဟာသူ့တပည့်ယူဆောင်လာတဲ့ဓမြရဲ့ကောင်းကိုပြည်သူတွေကိုပြပြီးကြွေးကြော်နေတာကြောင့်ပြည်သူတွေကလည်းတက်မှုကိုအားပေးနေကြပါတယ်။အဲဒီနောက်မှာတော့ရွာသားတွေကိုအစားအသောက်တွေဝေပေးနေချိန်မှာပဲယူတယောက်ကဝင်လူစားတာကြောင့်ရုံရင်းဆန်ကတ်တွေဖြစ်ကုန်ပြီးအစားအသောက်တွေလည်းမှောက်ကုန်ပါတယ်။အောက်ကိုကျနေတဲ့အစားအသောက်တွေကိုဝိယုံရှုံထားတဲ့လူငယ်တအူးကကောက်ကျူစားတောက်နေချိန်မှာပဲသူ့နောက်ကိုအဖိုးကြီးတအူးရောက်လာကသူ့နာမည်ကဗရာမန်တရာဖြစ်ကြောင်းမိတ်ဆက်ပါတယ်။အဲ့ဒီအဖိုးကြီးကပဲသူဟာထိုလူငယ်ရဲ့ဆရာဖြစ်တဲ့နာဂါမက်စ်ရဲ့တငယ်ချင်းဖြစ်ပြီးအဖိုးကြီးလမ်ဘူဂီရီကသူ့ကိုတောထဲမှာဓမြတိုက်ခံရတော့ကအမြင်ကိုပို့ပေးလိုက်ကြောင်းဆက်ပြောပြပါတယ်။တကယ်တော့အဖိုးကြီးလမ်ဘူဂီရီနာဂါမက်စ်နဲ့ဗရာမန်တရာတို့၃ဦးဟာညီကိုရင်းတွေလိုရှစ်ကြတဲ့တငယ်ချင်းတွေဖြစ်ပြီးအခုလက်ရှိမှာတော့နာဂါမက်စ်ကတေဆုံးသွားပြီဖြစ်ကလမ်ဘူဂီရီကလည်းဖမ်းခံရပြီးအဖိုးကြီးဗရာမန်တရာတယောက်သာကြာမှာတော့တယ်။အဲဒါကြောင့်ပဲဖိုးကြီးဗရာမန်တရာကသူ့တငယ်ချင်းနာဂါမက်စ်ရဲ့တပည့်ဖြစ်တဲ့ထိုလူငယ်လေးကိုလာရှာကလမ်ဘူဂီရီကိုပြန်ကယ်ဖို့ကူညီလာတောင်းတာဖြစ်ပါတယ်။လူငယ်လေးရဲ့နာမည်ကပန်ဂျီဖြစ်ပြီးပန်ဂျီကအဖိုးကြီးကူညီတောင်းတော့လက်မခံပေမဲ့လမ်ဘူဂီရီစီမှာမင်းရဲ့ချိန်စာကိုဖျက်ပေးနိုင်တဲ့ပစ္စည်းတစ်ခုရှိကြောင်းအဖိုးကြီးဗရာမန်တရာပြောလိုက်တာကြောင့်ပန်ဂျီလည်းစိတ်ဝင်စားသွားပါတယ်။တကယ်တော့အဖိုးကြီးလမ်ဘူဂီရီယူဆောင်လာတဲ့တက်တာထဲမှာတက်တော်တစ်ခုပါလာတာဖြစ်ပြီးအဲ့ဒီတက်တော်ကိုကာကွယ်ဖို့အတွက်ဖះအကြောင်းကနေတခြားနေရာတစ်ခုရွှေ့နေစင်မှာပဲလမ်းမှာဓမြတိုက်ခံရတာဖြစ်ပါတယ်။အဲ့ဒီတက်တော်ကိုပြန်ရခဲ့ရင်ပန်ဂျီရဲ့ချိန်စာကိုပြန်ကူနိုင်ကြောင်းဖိုးကြီးကပြောတာကြောင့်ပန်ဂျီလည်းဖိုးရုပ်ကူညီဖို့သဘောတူလိုက်ပါတယ်။တော်ရင်းတနေရာမှာရှိတဲ့ဝါနာဂါတီဆိုတဲ့ဖះအကြောင်းပြတစ်ခုမှာတော့ဓမြကောင်းဆောင်ကာလာကိုရန်ကဒီတက်တာတွေကဓာတ်တော်ကြောင့်ဘယင်တွေတောင်သူ့ရှိမှဒူးထောက်ကြရမယ်လို့လောက်ငယ်သားတွေကိုပြောကတက်တာကိုဖွင့်ဖို့လုပ်နေပါတယ်။ဒါပေမဲ့တက်တာဘလို့မှဖွင့်မရပဲဖြစ်နေချိန်မှာပဲဝိယုံရှုံထားတဲ့ထူးဆန်းတဲ့ဖိုးကြီးတအူးကတက်တာကိုဖွင့်ဖို့အထူးတော်လိုကြောင်းဓမြကိုပြောပြပါတယ်။တကယ်တော့အဲ့ဒီတက်တာကိုဖွင့်ဖို့ကတော့စိတ်ပိုင်း၃ခုလိုအပ်တာဖြစ်ပြီးအဲ့ဒီ၃ခုကိုပေါင်းဆက်လိုက်မှသာတက်တာကိုဖွင့်ဖို့တော့တစ်ချောင်းရရှိမှာဖြစ်ပါတယ်။တစ်ဖက်မှာတော့ပန်ဂျီတယောက်သူ့အတိတ်ကပြည့်ရဲ့ဆိုးတွေကိုအိမ်မက်မနေခဲ့ပြီးအဖိုးကြီးဗရာမန်တရားသတိပေးလိုက်မှသာလက်နိုးလာခဲ့ပါတယ်။ပန်ဂျီတို့ခရီးဆက်လာရင်လမ်းတစ်ခုရောက်တဲ့အခါမှာတော့လဲကုံတဲ့တအူးကိုတောင်ပေါ်ဓမြတွေကဓမြဝင်တိုက်နေတာကြောင့်အဖိုးကြီးကဝင်ကူညီခြင်းပေမဲ့ပန်ဂျီကတားလိုက်ပါတယ်။တကယ်တော့ပန်ဂျီရဲ့အကြံကဓမြတွေကိုမတတ်ပဲဓမြတွေစကန်ထိနောက်ရောက်ခံလိုက်ကအဖိုးကြီးလမ်ဘူဂီကိုကဲတင်မှာဖြစ်ပေမဲ့အနီအောင်ဝစ်ဆောင်တဲ့မိန်းကလေးတယောက်ကဝင်ကူညီနေတာကြောင့်ပန်ဂျီလည်းမတတ်တာတော့ပဲဝင်တိုက်ပေမဲ့မြားတစ်ချောင်းပန်ဂျီရဲ့ရင်ဘတ်ကိုစိုက်ဝင်သွားပါတယ်။မြားတဲ့ကိုပြန်ဆွဲနှုတ်လိုက်တဲ့အခါထူးဆန်းစွာပဲပန်ဂျီရဲ့တန်ရာဆက်ရှင်ပြန်ကောင်းသွားပါတယ်။ကောင်မလေးကပဲဆက်ပြီးသူ့နာမည်ကကန်ဒါရီဖြစ်ကဒေဝီတာရီတိုင်းကျောင်းဖြစ်ကြောင်းမိတ်ဆက်ပြီးသူကလည်းအဖိုးကြီးလမ်ဘူဂီကိုလိုက်ရှာနေတာဖြစ်ကြောင်းပြောတာကြောင့်ပန်ဂျီရိုနဲ့တစ်ဖွဲ့တည်းဖြစ်သွားပါတယ်။တကယ်တော့ကန်ဒါရီရဲ့တငယ်ချင်းကကူဝဲဖြစ်ပြီးဓမြတိုက်ခင်ရတဲ့နေရာကိုတည်တဲ့တအူးတဲ့တော့သူကကူဝဲဖြစ်တာကြောင့်ပန်ဂျီရိုလည်းကူဝဲရဲ့လမ်းညွှန်မှုနောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ပန်ဂျီရိုဖွဲ့ခရီးဆက်လာကြရင်ညရောက်တဲ့အခါမှာတော့အဖိုးကြီးဗရာမန်တရာကတက်တော်ကြောင့်ပန်ဂျီကိုပြောပြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကမရန်ဒရာတိုင်းပြည်နဲ့အာရာဝီပါလို့ခေါ်တဲ့တိုင်းပြည်နှစ်ခုဟာအရှိန်တော်ကြောင်စစ်ဖြစ်နေခဲ့ကြပြီးစစ်ပွဲအမြဲဖြစ်နေမှာကိုသိလာတဲ့ဖိုးကြီးဗရာမန်တရာတို့၃ဦးဟာစစ်ပွဲကိုဆုံးသက်ဖို့အတွက်အာရာဝီပါတိုင်းပြည်ရဲ့ဓာတ်တော်ခိုးယူဖို့ကြံစည်ခဲ့ကြပါတယ်။အကြောင်းရင်းကတော့ဓာတ်တော်ကတိုင်းပြည်နှစ်ခုကိုပေါင်းစည်းစေနိုင်မယ်လို့ယုံကြည်ရကြောင်းဖြစ်ပြီးပထမဘယင်တုန်းကလည်းတိုင်းပြည်နှစ်ခုကိုပေါင်းစည်းအောင်ဓာတ်တော်ကကူညီပေးခဲ့တယ်လို့ကောလာဟာလာတွေရှိခဲ့တာကြောင့်ဖြစ်ပါတယ်။အဖိုးကြီးဗရာမန်တရာတို့၃ယောက်လည်းဓာတ်တော်ကိုရှာတွေ့ကယူဆောင်မှုလုပ်ပေမဲ့ဓာတ်တော်ကဆွမ်းအားကြီးလွန်းပြီးတေမျိုးတွေမကင်တွင်နိုင်တာကြောင့်ဓာတ်တော်ကိုတစ်တာတစ်ခုတည်းထဲကရှေ့ပိတ်ထားခဲ့ပါတယ်။တော့တော့၃မိုင်ခွဲကတငယ်ချင်း၃ယောက်ကတစ်ခုစီတင်ထားပြီးတစ်တာကိုတော့အဖိုးကြီးလမ်ဘူဂီကတင်ထားနေတာဖြစ်ပါတယ်။တောပုံဓမြတွေယူဆောင်သွားခဲ့တဲ့အဖိုးကြီးလမ်ဘူဂီစီကတစ်တာကလည်းဓာတ်တော်ထည့်ထားတဲ့တစ်တာဖြစ်ပြီးအဖိုးကြီးစီကတော့ဓမြတွေရရှိသွားပြီဖြစ်ပါတယ်။ခရီးဆက်လာကြတဲ့ပန်ဂျီရိုအဖွဲ့လည်းတောင်တခုကိုတက်ပြီးတဲ့နောက်မှာတော့အဖိုးကြီးလမ်ဘူဂီဓမြတိုက်ခံရတဲ့နေရာကိုရောက်ရှိလာပြီဖြစ်ပြီးအလောင်းတွေကတနေရာထဲမှာစုပုံနေတာကြောင့်ထူးဆန်းနေချိန်မှာပဲတောင်ပေါ်ဓမြတွေကအလေးဝင်တိုက်ပါတယ်။
ဒီလိုနဲ့ပန်ဂျီတို့ဖွဲ့လဲဓမြတွေကိုပြန်ခုခံကြပြီးအရှိန်မကောင်းတဲ့ကန်တာရီကိုပန်ဂျီကဝင်ကူညီလိုက်ပါတယ်အဖိုးကြီးဗရာမန်တရာကလည်းသူ့လက်တီဆွမ်းတဲ့ဓမြတွေကိုတခါတည်းအပြတ်ရှင်းလိုက်ပေမဲ့ဓမြတယောက်ကထွက်ပြေးသွားတာကြောင့်ပန်ဂျီတို့လည်းနောက်ကလိုက်ကြပေမဲ့တကယ်တော့အဲ့ဒါထောင်ချောက်ဖြစ်နေပါတယ်ဓမြကောင်းဆောင်ကာလာဝယ်ရန်ကပန်ဂျီတို့ပွဲဝင်မှုစီးရုံးပေမဲ့ပန်ဂျီကလက်မခံတာကြောင့်ပန်ဂျီနဲ့ဓမြကောင်းဆောင်တို့ပြင်းထန်တိုက်ခိုက်ကြပါတယ်ကန်ဒါရီနဲ့အဖိုးကြီးဗရာမန်တရာတို့ကလည်းဓမြရီနဲ့တိုက်ခိုက်နေကြပြီးအဲ့အချိန်မှာပဲဝိယုံနဲ့ထူးဆန်းတဲ့ဖိုးကြီးတအူရောက်လာကဗရာမန်တရာကိုအနိုင်ယူလိုက်ပါတယ်အဲဒီနောက်မှာတော့ပန်ဂျီနဲ့ကာလာဝယ်ရန်တို့တိုက်ခိုက်နေကြရင်ကန်ဒါရီတယောက်ဓမြရဲ့လက်ချက်ကြောင့်တောင်အောက်ကိုပြုတ်ကျသွားတာမြင်လိုက်ရတာကြောင့်ပန်ဂျီလည်းတောင်အောက်ကိုခုန်ဆင်းကကန်ဒါရီကိုကယ်လိုက်ချိန်မှာပဲအတိတ်ကပုံရိပ်တချို့ကပြန်ပေါ်လာပါတယ်တကယ်တော့ပန်ဂျီမှာသူ့အရန်ရှိရတဲ့မူနီဆိုတဲ့ကောင်မလေးတယောက်ရှိပြီးတန်ငါရွာလေးမှာနေထိုင်ကပန်ဂျီကလည်းသူ့ဆရာနာဂါမက်စ်ရဲ့အတော်ဆုံးတပည့်ဖြစ်ဖို့ကြိုးစားနေသူဖြစ်ပါတယ်တရပီတရက်ကုံဆုံးလိုက်ရင်တနေ့မှာတော့ပန်ဂျီတို့တန်ငါရွာလေးစီအဝါရောင်ပင်လယ်ဓမြတွေကလာရောက်တိုက်ခိုက်ကြပါတယ်ဒါအောင်မြင်လိုက်ရတဲ့ပန်ဂျီလည်းသူကတော့သူ့ဆရာနာဂါမက်စ်ကိုတော်ပြောမိဖြစ်ကြောင်းပြောကမူနီရော့ရွာသားတွေကိုပြန်အသိပေးခိုင်းလိုက်ပါတယ်ပန်ဂျီတယောက်သူ့ဆရာရှိတဲ့ဂူစီရောက်လာတဲ့အခါမှာတော့သူ့ဆရာနာဂါမက်စ်ကဓမြတွေကိုတယောက်တည်းရင်ဆိုင်ပြီးဖြစ်ကြောင်းပြောကသူ့ရဲ့တောင်ဝေးနဲ့စာအုပ်ကိုပေးပြီးပန်ဂျီကိုတော့ရွာကနေထွက်သွားခိုင်းပါတယ်ဒါပေမဲ့ခေါင်းမာတဲ့ပန်ဂျီကစာအုပ်နဲ့တောင်ဝေးကိုမူနီစီပေးကသူကတော့သူ့ဆရာကိုကူဖို့တောင်ပေါ်ပြန်တက်သွားပါတယ်ဒီလိုနဲ့ပန်ဂျီနဲ့ပင်လယ်ဓမြအဖွဲ့ကိုတိုက်ခိုက်ကြပြီးအစပိုင်းမှာတော့ပန်ဂျီတယောက်အသာစီးရနေပေမဲ့ပင်လယ်ဓမြခေါင်းဆောင်ရဲ့လက်တီးချက်တွေကိုမခံနိုင်ပဲပန်ဂျီတယောက်နောက်ဆုံးမှာတော့မှောက်သွားပါတယ်ပန်ဂျီနောက်လိုက်လာတဲ့မူနီတယောက်လည်းပင်လယ်ဓမြတွေရဲ့လက်ချက်ကြောင့်တောင်ပေါ်ကနေပြုတ်ကျကတိတ်ဆုံးသွားခဲ့ရပြီးဒီပြင်ကွင်းကိုမြင်လိုက်ရတဲ့ပန်ဂျီတယောက်လည်းတတိယသွားပါတယ်ပန်ဂျီတယောက်သတိပြန်ရလာတဲ့အခါမှာတော့တောင်အောက်မှာတိတ်နေပြီဖြစ်တဲ့မူနီကိုတွေးလိုက်ရကယူကျုံမရငိုချလိုက်ပါတယ်လက်ရှိအချိန်မှာတော့ကန်ဒါရီတယောက်ပြန်တတိယလာပြီဖြစ်ပြီးဓမြရီနဲ့တိုက်ခိုက်ကြတဲ့အချိန်တုန်းကပန်ဂျီရဲ့အိတ်လေးတစ်ခုကပြုတ်ကျနေခဲ့တာကြောင့်တွေးသွားတဲ့ကိုဝက်တယောက်အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အယိုးကောင်းမျက်နှာပုံတစ်ခုကိုတွေ့လိုက်ရပါတယ်တစ်ဖက်မှာလည်းအဖမ်းခံရတဲ့အဖိုးကြီးဗရာမန်တရာတယောက်ဓမြရီရဲ့နှိမ့်ဆက်တာခံနေရချိန်မှာပဲအနားကိုထူးဆန်းတဲ့အဖိုးကြီးရောက်လာပြီးသူ့ရဲ့ဝိယုံကိုရှုပ်ပြလိုက်ပါတယ်တကယ်တော့အဲ့ဒီအဖိုးကြီးကလမ်ဘူဂီကိုယ်တိုင်ဖြစ်နေပြီးဒါကိုမြင်လိုက်ရတဲ့ဗရာမန်တရာလည်းအခုမှအကြောင်းစုံနားလည်သွားပါတယ်တကယ်တော့ဒါတွေအားလုံးဟာအဖိုးကြီးလမ်ဘူဂီရဲ့အကြံအစီတွေဖြစ်ပြီးဗရာမန်တရာစီကတော့လိုချင်တာကြောင့်အခုလိုဖမ်းခံရတဲ့ပုံစံဟန်ဆောင်ကများခေါ်ခဲ့တာဖြစ်ပါတယ်ပန်ဂျီတို့၃ယောက်လည်းအဖိုးကြီးဗရာမန်တရာကိုကယ်ဖို့အတွက်အရှိရက်တားမြစ်တော်အုပ်ထဲမှာရှိတဲ့ဝါနာကာတီဖျားကျောင်းပြက်ကြီးစီခရီးဆက်လာကြရင်တနေရာရောက်တဲ့အခါမှာတော့ကိုဝက်တယောက်သူကောက်ရထားတဲ့ပန်ဂျီရဲ့အိတ်ကိုပြန်ပေးလိုက်ပါတယ်ခရီးဆက်လာကြရင်ညရောက်တဲ့အခါမှာတော့ပန်ဂျီတယောက်ထုံးစံအတိုင်းသူ့ကောင်မလေးမူနီကိုအိမ်မက်မက်နေခဲ့ပြီးကူဝက်ကတော့ကန်တာရီကိုသူမြင်ခဲ့ရတဲ့ပန်ဂျီအိတ်ထဲကအယိုးကောင်းမျက်နှာပုံကြောင့်ပြောပြတာကြောင့်ကန်တာရီလည်းတစ်ခုခုသတိထားမိသွားပါတယ်တကယ်တော့ပန်ဂျီကကူဝက်အမြဲပြောနေကြပုံမြင်တွေကဓမြရွာကိုတယောက်ထဲဝင်တောင်းကျမ်းခဲ့တဲ့မော်နက်စစ်တီပန်ဂျီတန်ကောရက်ပဲဖြစ်ပါတယ်ဒါကိုသိသွားတဲ့ကန်တာရီတယောက်ပန်ဂျီနာသွားပြီးဘလို့အကြောင်းတွေကြောင့်ယခုလိုမော်နက်စစ်တီဖြစ်လာရလဲဆိုပြီးမေးလိုက်တာကြောင့်ပန်ဂျီကသူ့ရဲ့နောက်ကြောင်ဆက်ပြောပြပါတယ်မူနီတည်ဆုံးသွားပြီးတဲ့နောက်ပန်ဂျီတယောက်စိတ်တက်ကြနေခဲ့ပြီးသူ့ကိုယ်သူအပြစ်တင်ကမူနီရဲ့အုတ်ကူရှိမှထိုင်မိုးနေတော့မှပဲအုတ်ကူတွေကမူနီရဲ့ခေါ်တောင်ကြားလိုက်ရပါတယ်။အဲဒါကြောင့်ပန်ဂျီတယောက်မြေပုံတူးကြည့်လိုက်တဲ့အခါမူနီရဲ့အယိုးကောင်းမျက်နှာတစ်ခုသာတွေးလိုက်ရတာကြောင့်ပန်ဂျီလည်းသူ့ကိုယ်သူယူနေပြီလို့ထင်နေပါတယ်။ဒါပေမဲ့ပန်ဂျီတယောက်အပြစ်ရှိစိတ်ကိုဖျောက်ပြီးမူနီကိုတတ်သွားတဲ့ပင်လယ်ဓမြတွေကိုလက်စားရှည်ဖို့ဆုံးဖြတ်ကမူနီရဲ့အယိုးကောင်းမျက်နှာကိုယူပြီးသူ့ရဲ့မျက်နှာပုံအပြစ်အသုံးပြုနေတာဖြစ်ပါတယ်။ဒီလိုနဲ့ပန်ဂျီတယောက်မော်နက်စစ်တီတူဖြစ်လာကမူနီကိုတတ်သွားတဲ့ပင်လယ်ဓမြတွေကိုတယောက်မကြာအကုန်ပြန်တက်ခဲ့ပြီးအချိန်ကြာလာတဲ့အခါမှာတော့ကောလာဟာလာဖြစ်သွားကကူဝက်မြေပြောပြနေတဲ့ပုံမြင်ရလည်းအမှန်ပဲဖြစ်ပါတယ်ပင်လယ်ဓမြတွေကုန်တက်ပြီးသွားတဲ့နောက်မှာတော့ပန်ဂျီတယောက်မူနီရဲ့အုပ်ကူရှိမှာပဲသူ့ကိုယ်သူပြန်တက်သေးလိုက်ပါတယ်ဒါပေမဲ့သိမကြခင်မှာပဲအစိတ်ရှိတဲ့မွေတကောင်ကပန်ဂျီကိုလာကိုက်လိုက်ပြီးထူးဆန်းတော့ပဲပန်ဂျီတယောက်အသက်ပြန်ရှင်လာတာကြောင့်ပန်ဂျီလည်းထူးဆန်းနေပြီးအဲ့ဒီပြင်သူ့ရဲ့ဒဏ်ရာတွေကပါပျောက်ကုန်ပါတယ်တကယ်တော့ပန်ဂျီကမသေးတိုင်းနဲ့ချိန်စာမိနေခဲ့တာဖြစ်ပြီးအကြောင်းရင်းကတော့သူ့ရဲ့ရက်စက်မှုတွေကိုသူ့ရဲ့ရှိသူအတွက်ဆိုပြီးဆင်ခြင်ပေးခဲ့မိတာကြောင့်ယခုလိုပြစ်ခတ်နေရတာဆိုပြီးကန်တာရီကိုပြောပြနေပါတယ်ဒီလိုနဲ့ခရီးဆက်လာကြတဲ့ပန်ဂျီတို့၃ယောက်လည်းဖျားကြောင်းပြက်နဲ့နီးကပ်လာပြီးအဖိုးကြီးဗရာမန်တရာကတော့ကာလာဝေရရဲ့နှိမ့်ဆက်တဲ့တံကိုမခံနိုင်တော့ပဲသူ့ရဲ့တော့ထုတ်ပေးလိုက်ရပါတယ်ဒါပေမဲ့အဖိုးကြီးလမ်ဘိုဂီကနောက်ဆုံးကြံတဲ့တော့တချောင်းကိုဘယ်သူယူထားမှမသိတာကြောင့်ဗရာမန်တရာကိုဆက်မင်းနေချိန်မှာပဲဖျားကြောင်းပန်ဂျီတို့ရောက်လာပါတယ်ပန်ဂျီတို့လည်းဖိုးကြီးဗရာမန်တရာကိုကယ်ဖို့အတွက်အစီအစဉ်ချပြီးရတဲ့တပြိုင်နက်ပန်ဂျီတယောက်ဓမြတွေကိုဝင်တက်ပါတော့တယ်။အဲဒီနောက်မှာတော့ပန်ဂျီတယောက်ဓမြတွေရဲ့တဲတစ်ခုကိုမီးရှို့လိုက်တာကြောင့်ဓမြကောင်းဆောင်ကာလာဝေရန်ရောက်လာကပန်ဂျီနဲ့တိုက်ခိုက်ကြပြီးကာလာဝေရန်ကိုလည်းတော်ရဲတဲ့နေရာကိုမြှောက်ခေါ်သွားပါတယ်။ကူဝက်နဲ့ကန်တာရီတို့နှစ်ယောက်ကတော့တဲတဲကိုခိုးဝင်ပြီးအဖိုးကြီးဗရာမန်တရာကိုကယ်ထုတ်ကတိုက်ပွဲဖြစ်တဲ့နေရာကိုအမိလိုက်ရကြပါတယ်။တရှိနေမကောင်းတော့မှရိမ့်မိလာတဲ့လမ်ဘူဂီတယောက်သူ့ရဲ့လက်နဲ့ပန်ဂျီရဲ့ခေါင်းကိုပြေးထိကအတိတ်ကပုံကြီးတချို့ပြလိုက်ပါတယ်။တော့၃ခုခွဲပြီးတယောက်တစ်ခုစီတင်ထားပြီးတဲ့နောက်ပိုင်းမှာပဲပန်ဂျီရဲ့ဆရာဖြစ်သူနာဂါမက်စ်ကမော်နက်ကျင့်စဉ်ကိုကျင့်ကြံနေတာကြောင့်ကြံတဲ့နှစ်ယောက်လည်းအယုံကြည်ကင်းမဲ့လာကအဖိုးကြီးဗရာမန်တရာကပဲနာဂါမက်စ်ကိုလှုပ်ကြံခဲ့တာဖြစ်ပါတယ်
တကယ်တော့အဖိုးကြီးဘရာမန်တရာကပန်ဂျီတို့ရွာကိုတိုက်ခိုက်ခဲ့တဲ့ပင်လယ်သမားတွေရဲ့ခေါင်းဆောင်ဖြစ်ပြီးဒါကိုအခုမှသိလိုက်ရတဲ့ပန်ဂျီတယောက်လည်းဓာတ်တော်ယူပြီးတာနဲ့ဘရာမန်တရာကိုတတ်ဖို့ကြံစီထားလိုက်ပါတယ်အဲဒီနောက်မှာတော့တိုက်ပွဲစတင်ကလမ်ဘူဂီရီတယောက်အခွင့်အရေးရတာနဲ့တပြိုင်နက်ကာလာဝယ်ရန်ဝါတခါလေးလုတ်ကြံလိုက်ပါတယ်အဖိုးကြီးလမ်ဘူဂီရီကဓာတ်တော်ကိုရဖို့အတွက်ကာလာဝယ်ရန်ကိုအသုံးချခဲ့တာဖြစ်ပြီးနာဂါမက်စ်ပန်ဂျီကိုပေးခဲ့တဲ့တောင်ဝေးရဲ့တော့ပါရသွားတာကြောင့်တော့စိတ်ပိုင်း၃ခုလုံးလမ်ဘူဂီရီရသွားပြီဖြစ်ပါတယ်တော့ရသွားရတဲ့တပြိုင်နက်လမ်ဘူဂီရီတယောက်တစ်တာစီပြေးသွားကဓာတ်တော်ကိုယူလိုက်တာကြောင့်နပရသပွဲစွမ်းအားရရှိသွားပြီးပန်ဂျီတို့ဘက်ကအရေးနိုင်လာပါတယ်ပန်ဂျီတို့လည်းအလုံးပေါင်းတိုက်ကြပေမဲ့လမ်ဘူဂီရီကိုမနိုင်မဲဖြစ်နေပြီးကန်တာရီလည်းလမ်ဘူဂီရီရဲ့လက်ချက်နဲ့တီးဆုံးသွားကပန်ဂျီတို့လည်းအကုန်မောက်ကုန်ပါတယ်လမ်ဘူဂီရီတယောက်စားကြီးသွားတဲ့တပြိုင်နက်ဘာလုံးမဲ့ညာလုံးမဲ့နဲ့အာရှောင်းကလက်ကျန်ဓမြတွေကိုစီးယုံပြီးမရန်ဒရာတိုင်းပြည်ကိုသိမ်းပိုက်ဖို့ရှိတတ်သွားပါတယ်ပန်ဂျီတို့ဖွဲ့သတိပြန်ရလာတဲ့အခါဘရာမန်တရာတယောက်အတိတ်ကအကြောင်းတွေကိုပန်ဂျီကိုသေချာရှင်းပြကသူကိုယ်တိုင်လည်းနောင်တရအကြောင်းပန်ဂျီကိုပြောပြပါတယ်တကယ်တော့ပန်ဂျီရဲ့ဆရာနာဂါမက်စ်ကမော်နက်ကျင်းစင်ကိုလေ့လာခဲ့တာမှန်ပေမဲ့အကြောင်းရင်းရှိပါတယ်အဖိုးကြီးနာဂါမက်စ်ကဓာတ်တော်မတမာသူတွေလက်ထက်ကာကွယ်ဖို့အတွက်မော်နက်ကျင်းစင်ကိုလေ့ကျင့်ခဲ့တာဖြစ်ပြီးဘရာမန်တရာကိုရှင်းပြပေမဲ့လည်းနောက်ကျသွားပြီးဖြစ်ကဓမြတွေကနာဂါမက်စ်ကိုတတ်လိုက်ကြတာဖြစ်ပါတယ်အဖိုးကြီးဘရာမန်တရာလည်းသူ့လုပ်ရက်တွေကိုနောင်တရတာကြောင့်တကယ်လို့ဒီကိစ္စတွေပြီးသွားရင်သူ့ရဲ့အသက်ကိုပန်ဂျီစီအနံ့ပါမယ်လို့ပြောကအခုတော့လမ်ဘူဂီရီကိုအရင်တားဖို့ဆုံးဖြတ်လိုက်ကြပါတယ်တစ်ဖက်မှာတော့လမ်ဘူဂီရီနဲ့မရန်ဒရာတိုင်းပြည်ရဲ့စစ်တပ်တို့တွဲဆုံနေကြပြီးလမ်ဘူဂီရီကအညံ့ခံမှုပြောပေမဲ့စစ်တပ်ကလက်မခံတာကြောင့်ဓမြတွေနဲ့တပ်သားတွေတိုက်ပွဲစတင်ကြပါတော့တယ်အစပိုင်းမှာတော့ဓမြတွေကအင်အားများတဲ့စစ်တပ်ကိုကြောက်နေကြပေမဲ့လမ်ဘူဂီရီကသူ့ရဲ့စွမ်းနဲ့လူတဝက်လောက်ကိုတခါလေးတပ်ပြလိုက်တာကြောင့်အရှိအနေကပြောင်းပြန်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာပဲပန်ဂျီတို့ရောက်လာကြပြီးလမ်ဘူဂီရီနဲ့တိုက်ခိုက်ကြကအစပိုင်းမှာတော့ပန်ဂျီတို့အသာစီးရနေပေမဲ့လမ်ဘူဂီရီကသူ့ရဲ့စွမ်းနဲ့ပစ်လိုက်တာကြောင့်ပန်ဂျီတို့နှစ်ယောက်လည်းတခါလေးမှောက်သွားပါတယ်အဲ့ဒီနောက်မှာတော့လမ်ဘူဂီရီကဓာတ်တော်ကိုကိုင်ဆောင်နိုင်တဲ့မြည်သူမဆိုဓာတ်တော်ရဲ့စွမ်းအားကိုပိုင်ဆိုင်နိုင်ကြောင်းအာရှောင်းနေပြီးဘရာမန်တရာကိုတပ်ဖို့လုပ်ပေမဲ့ပန်ဂျီကကြားရဝင်ကာပေးလိုက်ပါတယ်ဒါပေမဲ့ပန်ဂျီကသူ့ရဲ့ကျင်ကာကြောင့်မတည်ပဲသူ့ရဲ့ကိုယ်ရဲ့မှော်နဲ့စွမ်းရည်ရပါနိုးထလာကလမ်ဘူဂီရီနဲ့အသေးကြီးတိုက်ခိုက်ကြပြီးဒီတစ်ခါမှာတော့လမ်ဘူဂီရီတယောက်ရေးနိုင်လာပါတယ်နောက်ဆုံးမှာတော့ပန်ဂျီတယောက်လမ်ဘူဂီရီရဲ့ရင်ဘတ်ကိုဖောက်ကနှလုံးကိုဆွဲထုတ်နိုင်လိုက်တာကြောင့်လမ်ဘူဂီရီတယောက်တိတ်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီညမှာပဲကန်ဒါရီရဲ့အလောင်းမီးသကြိုပေးလိုက်ကြပြီးအဖိုးကြီးဘရာမန်တရာကလည်းသူ့ရဲ့ကတိအတိုင်းသူ့ရဲ့အသက်ကိုနှုတ်ယူလို့ရကြောင်းပန်ဂျီကိုပြောပေမဲ့ပန်ဂျီတယောက်ကတော့အားလုံးခွင့်လွှတ်ပေးလိုက်ပါတယ်